လုံးလို့ငါကိုယ်တိုင်လာရှင်းပြတာတခြားနားထောင်ကြပူလိုက်တာဟင်းဘူးကလည်းနင်တို့စီပဲလာမှောက်နေတာလားငါပြောမယ်အပူလောင်တဲ့နေရာကိုတကြားလေးနဲ့အုပ်လိုက်စမ်းပါနားလာဒီချက်ချင်းပြောက်သွားတာပဲနှမျောမနေနဲ့တကြားကပြောင်းဝဲလို့ရတယ်မဟုတ်လားတော့ပေါ်မှာပီကေကတာဘယ်သူလက်ချက်လဲစိတ်မတူနဲ့အရေခဲတုံးကိုအပေါ်မှာ10မိနစ်လောက်တင်ထားလိုက်အေးခဲသွားတာနဲ့အသားလေးခွာထုတ်လိုက်ရုံပဲကော်စောကြီးကိုကကြီးနဲ့ညှက်ဖို့မစင်းစားနဲ့တို့အုပ်ထုတ်တွေဖက်နှက်တွေကိုအဝိရှော်ဆက်ထည့်ပြီးရှော်နေကြတာရက်လိုက်ပါတော့ငါ့ကိုပျက်စီးကုန်ပြီပကံဆေးဆက်ထဲကအပေါ်မှာတင်ပြီးရှော့ရုံမှာပဲနားမလဲရင်လည်းနောက်ထပ်ရှော့မနေနဲ့တော့ဤမုတ်တွေကကြောက်ခဲလို့မတောင့်နေတာစားလို့မရတော့ဘူးမလားငါပေါင်မုတ်တစ်ချက်ကိုမုတ်ဘူးတဲ့ကိုထည့်ထားလိုက်စမ်းပါငါကအဆိုးတဲ့စုပ်ပေးပြီးတော့ပြန်ပြောက်လာအောင်လုပ်ပေးမယ်အန်ကတ်တွေကျွတ်ကုန်မှတတိမရနဲ့တချို့မလို့ရေပန်းဖွင့်တာရေမထွက်ဘူးမလားငါကပိတ်ဆို့နေတာလေဗနီကအဖြူကိုအိတ်နဲ့ထည့်ပြီးငါ့ကိုတညာလုံးစီထားလိုက်မနဲ့ကြရင်ရေတွေကအစ်စ်တိုင်းတရောင်းနဲ့ထွက်လာလိုက်မယ်ဟင်းအိုးကစူပွက်လို့မိဖို့တစ်ခုလုံးပေးပွားကုန်ပြီလေတစ်သားစုံတစ်ချောင်းကိုအိုးပေါ်မှာကန့်လိုက်ဖြတ်တင်ထားဖို့ကဘလောက်တောင်ခန့်နေလို့လဲတစ်သားကပူပေါင်းတွေကိုဖောက်ပေးတယ်ဆိုတာမူချုပ်ကလေးတောင်သိတယ်ဟဲ့အိုးတစ်သားစပွဲမှာချီရတွေမြင်စိတ်မကြည့်ဘူးငါဆိုတော့ဝါနဲ့တီးလေးနဲ့ပို့ပေးလိုက်စမ်းပါသူ့ထဲကအစီတွေအချီရတွေကိုပျောက်သွားအောင်လုပ်ပေးလိမ့်မယ်အစ်စ်ပြန်ဝယ်ဖို့မစင်းစားနဲ့တော့ငါတို့ဒီလောက်ပြောပြနေတာတော့မတိသေးဘူးဆိုရင်မတက်နိုင်တော့ဘူးနီလန်ပြည့်စုံသိချင်ရင်တော့ follow လုပ်ပြီးတော့ comment မှာ hi လို့ရေးခဲ့ပါငါကတော့စိတ်တူလို့သွားနာတော့မယ်အေး